မင်းစားကြပါအောင်ဒီနေ့တော့အသားငါတော့မပါဘူးတိုးစရာလေးတွေဖွဖွရနဲ့စားကျင်လို့ဒီမှာဆိုလို့ရှိရင်ခင်းကျင်သည်ငပိချက်လေးချက်ထားပါတယ်ရုပ်ဒီစိမ့်တောက်လေးနဲ့ပေါ့နော်နန်းနန်းပင်လေးအုပ်ပြီးတော့ဒီမှာခင်းကျင်စီငပိချက်လေးချက်ထားပါတယ်ခင်းကျင်စီငပိချက်နန်းနန်းပင်နောက်တစ်ခုကငရုတ်သီးစိမ့်တောင်လေးတွေနဲ့ပါငရုတ်သီးစိမ့်တောင်လေးတွေကိုအချမ်းထက်ချမ်းလေးချမ်းပြီးတော့ချက်ထားပါတယ်ဒီမှာဆိုလို့ရှိရင်တို့စရာအစုံနဲ့မှာနော်တခွာတီတို့စရာလေးတွေတခွာတီလေးတွေကလည်းချိုးနေတာပဲနောက်တစ်ခုကကျတော့တရကင်းကတော့ဒီချိန်မှာဈေးတော့ကြီးသေးတယ်ဒါလေးတစ်လုံးကို900ပေးရပါတယ်ပြီးရင်မုံညင်းဘူးကတော့အကြိုက်ဆုံးအစားအစာပေါ့နော်အရွက်တွေထဲမှာတော့မုံညင်းဘူးကအကြိုက်ဆုံးအစားအစာဆိုတော့မပါမဖြစ်ခောက်ဆွဲနဲ့ပြုတ်စားရင်လည်းမုံညင်းဘူးပြုတ်ကလေးမြဲပါတယ်အဲ့တော့ခုထမင်းစားမယ်ဆိုတဲ့ခါတို့စရာဖြစ်နေတယ်မုံညင်းဘူးပြုတ်ကလေးပေါ့နော်မုံညင်းဘူးပြုတ်ကလေးပါပါတယ်ချူနေတာပဲမုံညင်းဘူးကလည်းဒီချာချာကိုတတရဲ့ရေးစီးပြီးတော့ပြုတ်တော့တဲတွေပါလေမပါတော့အရင်ပဲကောင်းတာပေါ့နော်ခွာတီလေးပါဒါကတော့အစာလဲစီးလဲစားအခါတော့မကြိုက်ပေမဲ့လည်းတစ်ခါတည်းရမှာပေါ့နော်ဒီတော့အခါလေးလည်းစားပေးရမယ်ပေါ့နော်ကင်ဆာယောဂါတွေဒါဖြစ်နှုန်းကာကွယ်အောင်နောက်တစ်ခါစီးကြိုယောဂါတွေမဖြစ်အောင်လည်းဒီအခါလေးတွေလည်းပြန်ဖန်ရခါစားပေးရပါမယ်နော်ဒါကြောင့်မလို့ဒီနေ့တော့တမရွက်ပေါ့နော်တမရွက်လေးတွေလည်းအဖူးလေးတွေဆိုတော့စားကြည့်ရတာစားကျင်စရာလေးပေါ့ဆိုင်မှာတွေ့လာတာနဲ့ဝယ်လာတာပါဒါဆိုရင်တမရွက်ပြုတ်တစီသူတို့ပြုတ်ပြီးတော့စိန်ထားတာကြတော့စားငံတယ်လေသူတို့ကလည်းကြက်ချီထားလို့ရအောင်စားငံတဲ့ဘက်ကိုထားတယ်ပေါ့အဲ့ဒါကြောင့်စားငံအောင်မကြိုက်ဘူးတေချာရည်လေးနဲ့ပြန်လဲစီကြောပြီးတော့မှစားမှာပါစားကြပါအောင်ငပိချက်လေးခင်းညင်စီငပိချက်ပေါ့နော်စားကြပါအောင်အဲ့တော့ထမင်းပါရှင်ဒါတော့အသားငါလုံးဝမပါတယ်မြမထမင်းဟင်းလျာစစ်ပါအားလုံးမိတ်ဆွေများအားလုံးစားကြပါအောင်